ကူညီကယ်ဆယ်တဲ့ဆိုတာသေးငယ်တာကြီးမားတာမခွဲခြားပဲလှုပ်ဆောင်နိုင်တဲ့အရာတစ်ခုပါပဲဒီလူဟာလမ်းဘေးမှာစွန့်ပစ်ထားတဲ့ငုံဦးလေးတွေထဲကနေအကောင်ပေါက်တေးသေးလေးတွေပေါက်ပြီးဟိုဒီလျှောက်သွားနေတာကိုသူတွေးခဲ့တာပေါ့ဒါနဲ့သူကငုံငက်ပေါက်ငှက်ကလေးတွေကိုတတ်နိုင်တဲ့လောက်ကောက်ယူခဲ့ပါတယ်ကြည်ပါဦးအကောင်တေးသေးလေးတွေအဝါလေးတွေအနက်ကလေးတွေစုံလို့ပါပဲချင်းတောင်လေးထဲထည့်ပြီးလှပတဲ့ငုံကလေးတွေကိုအိမ်ကိုယူလာခဲ့ပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါအနှွေးတက်ပြီးတဲ့အခန်းလေးထဲထားပြီးစောင့်ရှောက်ခဲ့တာပေါ့အခန်းပြင်ထုတ်တဲ့အခါထုတ်ပြီးထားပါတယ်သူကိုယ်တိုင်ရေတိုက်အစာကျွေးတေးသေးချာချာလုပ်တာပေါ့ငုံငက်ကလေးတွေကလည်းသူသွားရနောက်ကိုလိုက်နေတော့တာပါပဲကြည်ပါအောင်သူကျမ်းပြင်ကိုလက်ကလေးနဲ့ချစ်ပြီးခေါ်လိုက်တာအကုန်ပြေးလွှားရောက်လာကြတော့တာပါပဲတန်ရောစုပေါ့လေဒီလိုလှုပ်ဆောင်မှုကိုနေတူဝဒီငက်ကလေးတွေနဲ့အိမ်ထဲမှာဆော့လိုက်အစာကျွေးလိုက်နေပေါ့ဒီလိုနဲ့နေတွေရက်တွေကုံဆုံးလာလိုက်တာအခုဆိုရင်အဲ့ဒီငုံငက်ကလေးတွေဟာကြီးပြင်းလာခဲ့ပြီးအတောင်ဆုံးလှပနေကြပါပြီ